ဒီမှာတော့မမေတို့ကဒီလို tissue သေးလေးကိုထုတ်ပြပေးပါမယ်။ဘာလို့မလဲဆိုတော့SI 3mm တစ်ခုရယ်နောက်ပြီးတော့မှတ်ကျိတ်လေးတစ်ခုရယ်ပြီးတော့ပတ်တန်ရေးပေးထားရပေါ့နော်ဒီပတ်တန်လေးကိုပုံလေးနဲ့လည်းထည့်ထားပေးမယ်ကြည့်ရလွယ်အောင်လို့ပြီးတော့ရင်ရှင်ကတော့ဒီမှာဒီမစ်ကော်တွန်နဲ့ဒီအမဲဘက်ကိုအသုံးပြုထားရပေါ့နော်အမဲဘက်အညူရောင်လေးကိုအသုံးပြုထားတယ်ဒီကတော့ 4 ply ပဲပါတယ်ဒါလေးကိုအသုံးပြုထားပါတယ်ရှင်မကျရင်းနဲ့မှာတိုင်တုံ6ကရင်စထုံးမယ်ပေါ့နော်မကျရင်း6ကလောက်ပြီးတော့ရင်ကွင်းလေးကိုချုံလိုက်မယ်ပေါ့နော်ချုံပြီးတော့ရှင်းတို့ကဒီမှာဆက်ရအပြောက်ထိုးနည်းနဲ့ထိုးမှာဆိုတော့ဒီမှာရှက်ကော်နဲ့မယူတော့ဘောနော်ဇက်တိုက်ထိုးသွားမယ်ပုံမှန်ကတော့ဒီမှာရှက်ကော်ယူတယ်ဖုန်မီတစ်ခါတက်တယ်ပေါ့နော်ခွာကအဲ့ဒီမထိုးဘဲနဲ့ဆက်ရအပြောက်ထိုးမှဖြစ်တဲ့အတွက်ဒီမှာရှက်ကော်လည်းမယူတော့ပါဘူးဆက်ထိုးသွားမယ်နောက်တစ်တန်းကကြတော့တိုင်ပွားရမယ်ပေါ့နော်ပွားရမယ်ပြီးတော့ဒီမှာဒီလိုနှခမ်းသားလေးနှစ်ကျိုးပေါ့နော်အဲ့နှစ်ကျိုးကိုမယူဘဲနဲ့ဒီနောက်ကတစ်ကျိုးလေးကိုယူပါမယ်နောက်တစ်ကျိုးလေးကိုအဲ့ထဲမှာတစ်ပေါက်ထဲမှာတိုင်တွန်းနှစ်ခါထိုးမယ်နောက်ပေါက်တွေလည်းအဲ့လိုပဲနောက်တစ်ကျိုးလေးကိုယူမယ်တိုင်တွန်းနှစ်ခါထိုးမယ်ပြီးတော့မှတ်ကျိတ်လေးနဲ့မှတ်ခဲ့ပေါ့နော်ပထမဆုံးထိုးလိုက်တဲ့တိုင်မှာမှတ်ကျိတ်လေးနဲ့မှတ်ခဲ့ပါပြီးတော့ရင်ဆက်ထိုးမယ်ပေါ့နော်တစ်ပေါက်ကို2ချက်စီနဲ့ထိုးပါမယ်စုစုပေါင်းတိုင်ရတော့12တိုင်ရှိရပါမယ်နော်ဆိုတော့ဒီလိုပုံစံလေးရပါပြီဒါဆိုရင်တစ်ပတ်ပြည့်ပြီပေါ့နော်အဲ့ဒီမှာတိုင်ရည်တဲ့အခါမှာဒီနားကဒီနှခမ်းလေးတွေကိုကြည့်ပြီးတော့လည်းရည်လို့ရတယ်ဒါမှမဟုတ်ဒီမှာခြေအခွက်လေးတွေကိုကြည့်ပြီးလည်းရည်လို့ရတယ်ပေါ့နော်ဒီမှာစနစ်ဒါနဲ့ဆိုစနစ်ပေါ့နော်ဒီမှာ2 6 ဒီမှတ်ထားတဲ့နေရာလေးနဲ့ဆို12တိုင်ပြည့်တယ်ပေါ့နော်ရှေ့မှာဒီလိုကြိုးလေးတွေထွက်နေရမယ်နော်အဲ့ဒါမှမှတ်ပါတယ်12တိုင်ပြည့်တယ်ဆိုမှတ်ပါတယ်ဒါဆိုကိုမှတ်ကျိတ်လေးကိုဖြုတ်ပြီးတော့နောက်ထပ် row 3ကိုစထိုးမယ်ပေါ့နော် row 3တဲ့အဲ့လိုပဲနောက်တစ်ကြိုးလေးကိုယူရမယ်ဒီမှာဒီခါကျတော့တပေါက်တစ်ချက်က2ခါတိုင်ပွားတစ်ခါပေါ့နော်ဆိုတော့ဒါပြီးတော့ရင်မှတ်ကျိတ်လေးပြန်မှတ်မယ်တပေါက်တစ်ချက်2ခါဒီအပေါက်မှာပွားမယ်ပေါ့နော်ပွားမယ်ပြီးတစ်ခါအဲ့လိုပဲတောက်လဲအဲ့လိုပတ်လဲထိုးသွားရမယ်ပေါ့နော်ဒါဆိုရင်တော့ပတ်လဲရပါပြီအဲ့ဒီပတ်လဲတစ်ပတ်တစ်ခါထိုးပြီးတိုင်းကိုယ့်ရဲ့အတန်းလေးတွေကိုပြန်စစ်ကြည့်ပေါ့နော်တော့ကြတိုင်ကလူနေတာဒီပိုနေတာဒီဆိုရင်အပေါ်မှာဆက်ပြီးတော့ပုံကမှားသွားနိုင်တယ်ပေါ့နော်အဲ့ဆိုဒီကနေစရည်မယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26တိုင်ပေါ့နော် row 3မှာ16တိုင်ရှိတာမှန်ပါတယ်ပြီးရင်ဒီနောက်ထပ် row 4ကိုဆက်ထိုးမယ်ပေါ့နော် row 4ကလည်းအဲ့လိုပဲနောက်တစ်ကြိုးလေးကိုပဲယူရမယ်နော်နောက်တစ်ကြိုးလေးကိုယူရမယ်သူကလည်းဆွမ်းနာလိုပဲတစ်ပေါက်တစ်ချက်က2ခါတိုင်ပွားတစ်ခါစုစုပေါင်းတိုင်က21တိုင်ရှိရပါမယ်ဆိုတော့မမေကဒီမှာချင်းကတိုင်ထိုးပြီးပြီဆိုတော့ဒီမှာဆက်ထိုးမယ်ပေါ့နော်တစ်ပေါက်တစ်ချက်2ခါတိုင်ပွားတာတစ်ခါအဲ့လိုပဲပတ်လဲဆက်ထိုးသွားပါဒီမှာနောက်ဆုံးမှတစ်ပေါက်ပို့ရပေါ့နော်အဲ့တစ်ပေါက်မှာတိုင်တိုးတိုင်ထိုးရပါမယ်ဒါမှ20တိုင်ပြေမှာပေါ့နော်ဆိုရင်ဒီမှတ်ကျိတ်မှတ်ထားတဲ့နေရာကနေဆိုရင်တစ်ခုဆိုင်ရပေါ့နော်1 2 3 4 5 6 8 9 10 17 18 19 20 21တိုင်ပြည့်ရပေါ့နော်အဲ့လိုလေးပဲတန်းပြီးတိုင်းတစ်ခါရည်သွားပေါ့နော်ဒါဆိုရင်တော့ row 5ကိုတက်မယ်ပေါ့နော် row 5ကလည်းဒီလိုနောက်တကြိုးလေးကိုပဲယူမယ်ပတ်လဲတစ်ပေါက်ကိုတစ်ချက်စီနဲ့ထိုးသွားမယ်ပေါ့နော်အဲ့လိုတစ်ခါဒီလိုအစမရောက်ပြီဆိုရင်ထိုးပြီးသွားရင်ဒီလိုမှတ်ကျိတ်လေးနဲ့မှတ်ခင်နော်
အစပြောက်သွားမှာဆိုလို့ပါအဲဆိုတော့ပတ်ပတ်လဲ20နဲ့တစ်တိုင်းဆက်ထိုးရပါမယ်ဒါဆိုရင်တော့ row 5 20နဲ့တစ်တိုင်းထိုးပြီးပြီပေါ့နော် row 6ကကြတော့အဲ့လိုပဲနောက်တစ်ကျူးတဲ့ကိုပဲယူမယ်တပေါက်တစ်ချက်နှစ်ခါရဲ့ပြီးတော့တိုင်ရော့မယ်ပေါ့နော်တပေါက်တစ်ချက်နှစ်ခါတိုင်ရော့တစ်ခါလာပါမယ်စုစုပေါင်းတိုင်က16တိုင်ရှိရပါမယ်နောက်ဆုံးမှတစ်တိုင်ပို့လိုက်မယ်ပေါ့နော်တစ်တိုင်မှာဆိုရင်ခြေတို့ကတိုင်တို့တစ်တိုင်ထိုးပေးလိုက်ရမယ်ပေါ့နော်ဒါတိုင်ရော့နီးတွေတိုင်ပွားနီးတွေကတော့ခြေရဲ့ရှေ့ဗီဒီယိုတွေမှာပါခဲ့တယ်ဆိုတော့တကယ်လို့တိုင်ရော့နီးမသိဘူးဆိုရင်အမှသွားကြည့်လို့ရပါတယ်ဒီလိုပဲပတ်လဲ16တိုင်ပြအောင်ထိုးသွားမယ်ပေါ့နော်ဒီမှာတပေါက်တစ်ချက်နှစ်ခါပြီးတော့ရင်အမှနောက်ဆုံးမှတိုင်တိုင်ပွဲပေါ့နော်အမှတိုင်တို့တိုင်ထိုးပေးလိုက်ပါပြီးတော့ရင်တိုင်ကိုပြန်ရေးကြည့်ပေါ့နော်16တိုင်ရှိမရှိပြန်ရေးကြည့်ပါ16တိုင်ဆိုရင်တော့မှန်ပါတယ်ဒါမှမဟုတ်15တိုင်လို့18တိုင်လို့ဆိုရင်တော့မှားနေရပေါ့နော်အဲ့ဒါဆိုရင်တနေရာမှာမှားနေလို့ပြန်ဖြုတ်ပြီးတော့ပြန်ထိုးကြည့်ပါခုဆိုရင်တော့ row 7ကိုသွားမယ် row 7နဲ့8နဲ့ကကြတော့တပေါက်ကိုတစ်ချက်စီနဲ့စုစုပေါင်းတိုင်16တိုင်ထိုးရမယ်ပေါ့နော် row 7ရဲ့ row 8ရဲ့ကတပေါက်တစ်ချက်စီနဲ့ထိုးသွားရပါမယ်ဒီလိုပဲနောက်တစ်ကြိုးလေးတွေကိုပဲယူပြီးထိုးသွားမယ်ပေါ့နော်ခုဆိုရင်တော့ row 8ထိပြီးသွားပြီပေါ့နော် row 8ထိရှိမရှိဆိုတာခြေတို့တစ်ချက်ပြန်ရေးကြည့်ပါမယ် row 1 2 3 4 5 6 7 8ဒါနဲ့ဆိုရင် row 8ခုပြည့်ပြီပေါ့နော်ဆိုတော့ခြေတို့ row 9ကိုထိုးပါမယ် row 9ကကြတော့တပေါက်ကိုတစ်ချက်နှစ်ခါပြီးရင်တိုင်ရော့မယ်ပေါ့နော်အဲ့ဒါကစုစုပေါင်း12တိုင်ရှိရပါမယ်ဒီမှာတစ်ခါပြီးတော့နှစ်ခါမကြိတ်လေးနေရာပြောင်းမယ်ပေါ့နော်မကြိတ်မပြောင်းဆိုဘယ်မှာ row ကတစ်ပတ်ပြည့်လည်းမသိဖြစ်မှာဆိုလို့မမင်ကမကြိတ်လေးနဲ့ပြောင်းပြီးလုပ်ပေးရပါမှာ1 2နှစ်ခါပြီးပြီဆိုတော့တိုင်ရော့မယ်ပြီးတော့ရင်တိုင်တို့နှစ်ခါထိုးမယ်ဒါဆိုရင်တော့ row 9ပြီးသွားပြီပေါ့နော် row 9ပြီးတော့ row 10ကိုထိုးပါမယ်10ကိုမထိုးခင်မှာဒီမှာဆီလီကွန်လေးအရင်ထည့်မယ်ပေါ့နော်ဆီလီကွန်ထည့်ပြီးမှနောက်ထပ်တစ်တန်းဆက်ထိုးပါမယ်ခုလိုကြစ်လေးထည့်ပြီးသွားရင်ဆိုရင်တော့ row 10ကိုထိုးပါမယ်10ကကြတော့အဲ့လိုပဲဒီမှာတပေါက်တစ်ချက်နှစ်ခါပြီးရင်တိုင်ရော့မယ်ဒါဆိုရင်တော့တစ်ပတ်ပြည့်ပါပြီဆိုတော့ဒီမှာဒီပထမဆုံးစားခဲ့တဲ့တိုင်လေးမှာရှက်ကော်လေးနဲ့တော့ဆက်လိုက်မယ်ဒါပြီးတော့အတွန့်လုပ်မယ်ပေါ့နော်အတွန့်ဆက်ထိုးပါမယ်ဒီမှာ row 10ကြီးပြီးသွားပြီဆိုရင်ခြေတို့ကရှက်ကော်လေးနဲ့ဒီမှာဆက်လိုက်မယ်ပေါ့နော်ရှက်ကော်နဲ့ဆက်ပြီးတော့ရင်ဖွမီနှစ်ခါတက်မယ်တက်ပြီးတော့ရင်တိုင်ရှည်ကိုမှပါဘယ်လုံးလေးလောက်တလို့မျိုးထိုးမယ်ပေါ့နော်တိုင်ရှည်ကိုဒီမှာတစ်ခါပဲထုံမယ်ပေါ့နော်ပြီးရင်နောက်ထပ်တိုင်ထပ်ယူမယ်တစ်ခါထုံမယ်ဒီပေါ်မှာ3ကြိုးရလာပြီဆိုခါမှာဒီ3ပင်တော့တစ်ခါတည်းထုံမယ်ပေါ့နော်ပြီးတော့ရင်ဖွမီနှစ်ခါယူမယ်ဒီနောက်တစ်ပေါက်ရဲ့ဒီနှစ်ခမ်းရှေ့တကြိုးလေးကိုပဲယူပြီးတော့ရှက်ကော်လေးနဲ့သွားဆက်မယ်โอเคဒီလိုအဖက်လေးရမယ်ပေါ့နော်ဒါပြီးရင်ဖွမီနှစ်ခါတက်မယ်တိုင်ရှည်ကိုစောကားပြတယ်လို့ဒီဟာကိုတစ်ခါပဲထုံမယ်ပေါ့နော်တစ်ခါပဲထုံမယ်နောက်ပြီးတော့ရင်နောက်တစ်တိုင်ထပ်ထိုးမယ်အဲ့ဒါလည်းတစ်ခါပဲထုံမယ်ပြီးမှဒီပေါ်မှာ3ပင်ရပြီဆိုမှ3ပင်လုံးတစ်ခါရဲထုံမယ်ပြီးရင်ဖွမီနှစ်ခါယူမယ်နောက်တစ်ပေါက်ရဲ့ဒီရှေ့ကျိုးလေးမှာရှက်ကော်လေးနဲ့သွားဆက်မယ်ဒီလိုလေးပေါ့နော်ဒီလိုလေးရမယ်ဒါကိုဒီမှာရှေ့မှာကြံနေခဲ့တဲ့ရှေ့တကြိုးလေးတွေမှာအကုန်လုံးအပေါက်စေးထိုးသွားရမယ်ပေါ့နော်ဒီလိုအတွတ်လေးတွေထိုးသွားရပါမယ်ခုလိုမျိုးနောက်ဆုံးဆင်းထိရောက်ခဲ့ပြီပေါ့နော်ဆိုတော့ခြေတို့ကဒီမှာကီးချင်းကွင်းတန်ကွင်းနေနဲ့သူကပြုတ်ထွက်တတ်တယ်ဆိုတော့ခြေတို့ကဒီလိုနောက်ခြေလေးနဲ့ပဲကီးချင်းကွင်းလေးလုပ်မယ်ပေါ့နော်ဖွမီလေးနဲ့ဖွမီ20ယူမယ်မချေက3ကယူပြီးတော့ဒီနာ20
မယ်20ယူပြီးတော့ရင်သူ့ရဲ့မျက်နှာချင်းဆိုင်မှာပဲကိုကဂွင်းကြီးရှင်ရင်လည်းကြီးရှင်တယ်လို့ယူလို့ရတယ်ပေါ့နော်ချိန်ကတော့ဒီ20လောက်နဲ့ပဲယူလိုက်မယ်ပြီးတော့ရင်ဒီအထဲတွေကတနေရာမှာဒီကွင်းလေးထဲမှာပေါ့နော်ဒီထဲကတနေရာမှာရှက်ကော်လေးနဲ့တော့ဆက်ပါမယ်ကော်လေးနဲ့ဆက်မယ်ပြီးရင်ဖွန်မီတက်ခါယူမယ်ပေါ့နော်ဖွန်မီတက်ခါယူပြီးတော့ရင်ဒါလေးကိုဖြတ်ထုတ်လိုက်ပါမယ်ဒီလိုဖြတ်ထုတ်လိုက်မယ်ပေါ့နော်ပြီးတော့ရင်ဒီလိုတနေရာနေဝင်ပြီးတော့ဒီချီကျိုးဆွလေးကိုတင်မယ်ဆိုရင်တော့ဒီလိုလာပါတယ်ထင်ရှူတေးလေးကိုရရှိသွားပါပြီရှင်အားလုံးပဲ like ထိုးကြည့်ကြပါနော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်